လောကမှာကိုယ့်ကိုပြုံးပြတတ်တဲ့သူတွေလည်းရှိမယ်ကိုယ့်ကိုဆုံးမတတ်သူတွေလည်းရှိပါလိမ့်မယ်ကိုယ့်ကိုဆုံးမတတ်သူတွေနဲ့ပေါင်းပါသင့်ပါလို့ပြောရမယ်ကိုယ့်ကိုပြုံးပြတတ်သူတွေနဲ့ကြီးတော့အချိန်ကုန်မနေကြစေနဲ့ကိုယ့်ကိုပြုံးပြတတ်သူတွေကပေါ်ပေါ်များများတွေ့ရနိုင်ပေမဲ့ကိုယ့်ကိုဆုံးမတတ်သူဆုံးမနိုင်သူဆုံးမခြင်းသူတွေကတော့နည်းနည်းပါးပါးပဲရှိနိုင်တယ်တန်ဖိုးထားပါလူဆိုတာကလည်းကိုယ့်ကိုပြုံးပြတတ်သူတွေကိုသာနှစ်သက်သဘောကျပြီးတော့ပေါင်းညင်ကြတာကိုယ့်ကိုဆုံးမတတ်သူဆုံးမနိုင်သူဆုံးမခြင်းသူတွေကိုတော့နှစ်သက်သဘောကျပြီးတော့ပေါင်းညင်ကြတဲ့သူတွေကအလွန်ရှားပါတယ်ကိုယ်တိုင်ကလည်းပြုံးပြချီးမွမ်းကြမဲ့သူတွေရှိတဲ့နေရာကိုသာတွားခြင်းညလာခြင်းညသလောက်ကိုယ့်ကိုဆုံးမတတ်သူတွေဆုံးမနိုင်သူတွေဆုံးမခြင်းသူတွေရှိတဲ့နေရာကိုတော့ရှောင်ကွင်းညင်ကြတတ်တာမျိုးတကယ်တော့ကိုယ့်ကိုပြုံးပြချီးမွမ်းကြတတ်သူတွေကကိုယ့်ရဲ့စိတ်ကိုတာယာနှစ်သက်အေးမြစေယုံလောက်ပဲကောင်းကျိုးရနိုင်တာကိုယ့်ကိုဆုံးမတတ်သူဆုံးမနိုင်သူဆုံးမခြင်းသူတွေစီကတော့ကိုယ်စိတ်ချမ်းသာမှုတွေမကပဲကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးလုံးကိုရောကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပါငြိမ်းချမ်းသာယာမှုတွေကိုရရှိနိုင်စေတယ်ကိုယ့်ရဲ့အမှားတွေကိုထောက်ပြအမှားတွေကနေဆွဲမပြီးတော့ကိုယ့်ကိုအမှန်တွေစီရောက်အောင်ပို့ကြမဲ့သူတွေကကိုယ့်ကိုဆုံးမတတ်သူဆုံးမနိုင်သူဆုံးမခြင်းသူတွေ